ဇီနီကြောင်းဒီအိမ်ကြီးကြီးနဲ့နေကျင်တဲ့ကျွန်တော်မိတ်ဆွေများအတွက်ကိုကျွန်တော်အိမ်လေးတစ်လုံးနဲ့မိတ်ဆက်ပေးမယ်ဗျဟုတ်ကဲ့မင်္ဂလာပါကျွန်တော်မာစတာဆက်ပါကျွန်တော်ယခုလက်ရှိရောက်နေတဲ့နေရာကကျွန်တော်ပြည်ဦးလွင်မြို့ရဲ့ပြည်တော်သားနှစ်လမ်းထဲမှာရောက်ရှိနေရဗျပြည်တော်သားနှစ်လမ်းကဘယ်နေရာမှာရှိလဲလို့မေးရင်ကျွန်တော်ပြည်ဦးလွင်မြို့ရဲ့စေးုံကြီးတို့ဈေးတို့နဲ့အနီးဆုံးနေရာမှာရှိတယ်ဗျဆိုလိုချင်တာဒီအိမ်ကနေပြီးတော့မှလမ်းလျှောက်လို့သွားလို့ရတဲ့အတိုင်းအတာတစ်ခုကိုပိုင်ဆိုင်ထားရဗျနောက်တစ်ချက်ကကျွန်တော်တို့ကရက်ကွက်အတွင်းထဲမှာကျွန်တော်တို့နေထိုင်နေတယ်ပတ်ဝန်းကျင်ကောင်းကောင်းလေးနဲ့ကျွန်တော်တို့လူရည်တန်းတဲ့နေရာမှာနေထိုင်နေတယ်ဆိုရင်တော့ဒီနေရာလေးကတင်းတော်တဲ့နေရာတစ်ခုဆိုပြီးတော့ညှိုးဆိုပြရသည်ဗျအဲ့တော့ကျွန်တော်တို့ P40 60ဦးမှာကျွန်တော်နောက်မှာ10ပြီပူပါတယ်ဆိုတဲ့အတွက် P40 80ဆိုတဲ့အကျေဝန်းတစ်ခုပေါ်မှာခရံမြေမျိုးစားဖြစ်ပြီးတော့မှပိုင်ဆိုင်မှုခိုင်မာမှုအားကောင်းတဲ့နေရာလေးတစ်ခုဗျအဲ့တော့ကျွန်တော်ဝင်ဝင်ကြီးရဲ့ညာဘက်ချမ်းမှာဆိုရင်ကျွန်တော်တို့က living room ရဲ့ area လေးပါကျွန်တော်ဒီအိမ်လေးထဲမှာရခင်နေထိုင်ခဲ့တဲ့သူတွေကတော့ကျွန်တော်ဆရာဝန်မိသားစုဆိုတဲ့အတွက်အိမ်လေးကတန့်တန့်ရှင်းရှင်းလေးနဲ့အကြည်ဓာတ်ရှိတယ်ဗျအဲ့တော့ကျွန်တော်ခဏတစ်ပြုတ်ပဲလာရောက်ပြီးတော့မှနေထိုင်တဲ့အိမ်လေးဆိုတဲ့အတွက်ကျွန်တော်မိတ်ဆွေများနေထိုင်တဲ့ချိန်မှာလည်းစိတ်တန့်ရှင်းမယ်ဆိုတာကိုကျွန်တော်အနေနဲ့ပြောလို့ရတယ်ဗျဒီနေရာလေးကတော့ကျွန်တော် kitchen ရဲ့ area အရှိမကျွန်တော်ကြံခဲ့တဲ့ area လေးကတော့ကျွန်တော် dining ရဲ့ area လေးပါအင်တာမပြည့်စုံကောင်းမွန်လာတဲ့ကျွန်တော်ပြည်ဦးလွင်မြို့တော်အိမ်လေးတစ်လုံးမှာကျွန်တော်ဒီခန်းကတော့ master bedroom ဆိုတဲ့ကျွန်တော်အခန်းကြီးတစ်ခန်းစုပေါင်းကျွန်တော်ဒီရဲ့အိမ်မာကြီးထဲမှာကကျွန်တော်အခန်း၅ခန်းပါရှိတယ်ဗျ master bedroom ကြီးပဲကိုအခန်း၅ခန်းဆိုတဲ့အတွက်မိသားစုကျွန်တော်တို့နွေးနွေးထွေးထွေးလုံလုံကြုံကြုံနဲ့ကျွန်တော်တို့မိသားစုအများနေထိုင်လို့ရတော့ကျွန်တော်တို့အင်ကြီးအိမ်ကောင်းလေးတစ်လုံးမှာခေါ်ထားတဲ့သင်းလုံးနေနဲ့ဟာ3,300ပဲခေါ်ထားပါတယ်ရှော့တင်းတော့ကျွန်တော်တို့ပပပဲရှိမယ်ကျွန်တော်ရဲ့ထုံးစံတိုင်းပိုင်ရှင်နဲ့လည်းတိုက်ရိုက်ဖြစ်မယ်ကျွန်တော်မိတ်ဆွေများအနေနဲ့ထိတ်တိုက်စိတ်ကြိုက်ဈေးစစ်လို့ရတော့ကျွန်တော်မြေကွက်မျိုးကိုသာရွေးချယ်ပြီးတော့မှတင်ပေးခြင်းဖြစ်တယ်ဗျအဲ့တော့ကျွန်တော်ပြည်တော်သားကဘယ်နေရာမှာလဲလို့မေးရင်ကျွန်တော်ဈေးနီးကြောင်းနီးတာတော့ဟုတ်ပြီကျွန်တော်ပြည်ဦးလွင်မြို့လာရင်ကျွန်တော်ကန်တော်ကြီးဂရမမြိုင်အဝိုင်းနားမှာထီးလိုင်ဆိုတဲ့ကျွန်တော်တို့ဆိုင်လေးတစ်ဆိုင်ရှိရဗျထီးလိုင်ဆိုင်ရှိတဲ့လမ်းကနေဝင်မယ်ဆိုရင်လည်းကျွန်တော်တို့ရောက်ရှိတယ်ကျွန်တော်ပြည်ဦးလွင်မြို့ရဲ့စေးုံကြီးလမ်းကနေပြီးတော့ဝင်မယ်ဆိုရင်လည်းရောက်ရှိပါတယ်ဗျနေရာအနေထားရအားသာချက်ရှိပြီးတော့မှကောင်းမွန်ပြည့်စုံတဲ့ကျွန်တော်တို့ GME မျိုးစားဖြစ်တဲ့ကျွန်တော်ဒီ channel လေးကိုကျွန်တော်မိတ်ဆွေများရဲ့လက်ထဲကိုကျွန်တော်အနေနဲ့ထည့်ပေးပြသည်ဗျအဲ့တော့ကျွန်တော်အပေါ်တက်မှာကတော့ဒါဒီကျွန်တော်တို့ဖျားကန်းအတွက်တီးတန်းကျွန်တော်တို့ area လေးတစ်ခုပါကျွန်တော်တို့အေကန်းအနေနဲ့လည်းတီးတန်းပါရှိတယ်ဆိုတဲ့အတွက်တော်တော်ကြီးကိုအဆင်ပြေပြီးတင်းတင်းနဲ့ကျွန်တော်ပတ်ဝန်းကျင်ကောင်းလေးတစ်ခုကိုပိုင်ဆိုင်ခွင့်ရမယ့်အခွင့်အရေးလေးမလို့လက်လွတ်မခံရလေအောင်လို့ကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးနဲ့မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ဗျ